မင်္ဂလာပါကျွန်တော်သက်ဆွတိုက်ပါကျွန်တော်ဒီနေ့မျှဝေလိုတာကတော့ကျွန်တော်စိတ်သက်ပိုင်းဆိုင်ရာကျွန်တော်တို့စူးစမ်းနေတဲ့များအရာမထင်တဲ့အခါမှာစိတ်သက်ကြတဲ့အရာများကိုကျွန်တော်မျှဝေချင်ပါတယ်ဒါကိုကျွန်တော်ပြရရတယ်ဆိုတော့ကျွန်တော်လိလာမဆုတာတဲ့လိလာဖတ်ဆုတာတဲ့စောက်တအုပ်ရဲ့အထက်ကကျွန်တော်ကောက်နှုတ်ပြီးတော့ကျွန်တော်တင်ပြလိုတော့ပါဒီနေရာမှာကျွန်တော်နည်းနည်းတော့ပြောပြချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလက်ချင်းဒီလိုမျှဝေရခြင်းကကျွန်တော်တက်လွန်လို့ကျွန်တော်မျှဝေနေခြင်းမဟုတ်ပါဘူးကျွန်တော်မျှဝေနေခြင်းကတကယ်မသိသေးတဲ့လူတွေအတွက်သာကျွန်တော်မျှဝေတာပါကျွန်တော်ကိုယ်တိုင်လည်းဘာမှဆရာကြီးလည်းမဟုတ်ပါဘူးကျွန်တော်ကတိတိတက်နေတာလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ဖတ်ထားမှတ်ထားတာတွေကိုကျွန်တော်ကမျှဝေလိုတဲ့ဆန္ဒတစ်ခုတည်းနဲ့ဒါကလည်းမသိသေးတဲ့လူတွေပဲကျွန်တော်မျှဝေလိုတဲ့ဆန္ဒရှိပါတယ်တကယ်သိပြီးသားလူတွေအတွက်သင်ကဒီဗီဒီယိုကိုကြည့်ဖို့လည်းမလိုပါဘူးသင်ကိုကြည့်ခွင့်လည်းကျွန်တော်မပေးပါဘူးသင်ကြော်သွားနိုင်ပါတယ်ကျွန်တော်တကယ်မသိသေးဘူးတကယ်လေးလာခြင်းတဲ့သူတွေသိချင်မှတ်ခြင်းတဲ့လူတွေကိုယုံကြည်မှုအားယူခြင်းတဲ့သူတွေအတွက်ကျွန်တော်ကမျှဝေခြင်းဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်တကယ်ဘာမှမသိတဲ့လူတွေဆိုလို့အများကြီးဖုန်းဆိုတာဘာမှမသိ Facebook ဆိုတာဘာမှမသိ Google ဆိုတာဘာမှမသိတဲ့ Gmail ဆိုတာဘာမှမသိတဲ့သူတွေအများကြီးရှိပါတယ်ဒါလူမျိုးတွေအတွက်ကကျွန်တော်ရည်ရွယ်ခြင်းဖြစ်ပါတယ်ဒီစကားလေးပြောရတဲ့ရှေ့သွားရင်လည်းတောင်းပန်ပါတယ်ကျွန်တော်စောက်တော့ဖတ်ရတယ်ဒီနေ့ကအဲ့ဒီကကျွန်တော်စောက်တယ်ပဲစောက်တယ်မှာအဓိကသူကရည်ရွယ်ချက်ဒီရဲ့ဥတီချက်အဓိကအချက်ကဘာလဲဆိုတော့ကျွန်တော်တို့တွေလူတော်တော်များများကအောင်မြင်ဖို့အတွက်စူးစမ်းကြတယ်ဒီလိုစူးစမ်းတဲ့အခါမှာလည်းကျွန်တော်တို့တွေစူးစမ်းအချိန်ကြာလာတဲ့အမျှငါရဲ့လောက်ရက်တွေငါရဲ့စူးစမ်းမှုတွေကရလက်လည်းမထွက်လာဘူးအဲ့ခါကျရင်ကျွန်တော်ရဲ့စိတ်တွေပင်ပန်းတာမျိုးဖြစ်ကြတယ်စိတ်တက်ကြတာမျိုးတွေဖြစ်ကြတယ်ပြီးတော့ကိုလှုပ်ထားတဲ့ဥစ္စာကိုဘယ်သူမှယုံကြည်မှုမပြုဘူးအတိမတ်မပြုဘူးဆိုရင်လည်းကျွန်တော်တို့စိတ်တက်ကြသွားကြတယ်စိတ်တက်ကြသွားအချိန်ကြာလာမှကျွန်တော်ရဲ့စိတ်တွေပင်ပန်းလာကြတယ်ဒီလိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကိုမြင်အောင်မကြည့်နိုင်တဲ့အခါမှာလက်ဆော့အဆုံးပြီးတော့ကျွန်တော်တို့စစ်ဆက်လုပ်ဖို့အတွက်အင်အားတွေမရှိကြတော့ဘူးခွန်အားတွေမရှိကြတော့ဘူးဆက်ပြီးတော့ကြိုးစားခြင်းတွေပျောက်လာကြတယ်ပေါ့နော်ဒါကိုကျွန်တော်ကဒီစောက်ထဲမှာဒါကိုအဓိကထားပြီးပြောထားတာကျွန်တော်တို့ဥပမာဆိုကြပါစို့သင်ကစူးစမ်းနေတဲ့လောက်ကျင်သွေးကြနေတဲ့တင်းရဲ့ရလက်တွေကမထွက်လာဘူးတင်လုံးနေတဲ့လောက်အချိန်ကကြာလာတယ်စိတ်ဓာတ်တွေကြာလာတယ်ပင်ပန်းလာတယ်ခြေကုပ်လက်ပန်းတွေကြာလာတယ်တင်းကိုယုံကြည်မှုတွေဘယ်သူမှမပေးကြဘူးဘယ်သူကမှတင်းကိုဂိမ်းဆိုင်အလေးမထားကြဘူးဒီခါကျရင်ခင်ဗျားရဲ့စိတ်ဓာတ်တွေတင်းရဲ့စိတ်ဓာတ်တွေကလုံးဝကျဆင်းလာတယ်အဲ့ဒီခါမှာခင်ဗျားဆက်စူးစမ်းဖို့အတွက်ကိုလည်းသိပြီးအင်အားမရှိကြတော့အဲ့လိုမျိုးအချိန်မှာကျွန်တော်တို့တွေဘာကိုလောက်ကြတယ်ဆိုတော့ကျွန်တော်တို့လက်ဆော့အဆုံးပေးလိုက်တာပဲကောင်းပါတယ်ငါစစ်ဆက်မလောက်တော့ရင်ကောင်းမှာပဲဆိုတဲ့စိတ်နဲ့ကျွန်တော်တို့နောက်ဆုတ်လိုက်ကြတယ်ဒီအချိန်မှာကျွန်တော်တို့ရဲ့အောင်မြင်မှုတွေရှိကိုကျွန်တော်တို့မရောက်ကြတော့ဒါကြောင့်လေကျွန်တော်တို့ကဒီအောင်မြင်မှုတွေကိုရဖို့တော့ကိုကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်ကျွန်တော်တို့ဝါပင်တပင်စိုက်တာနဲ့ငပြောပင်တပင်စိုက်တာတွင်ကြည်မှုမရှိနိုင်ပါဘူးငပြောပင်တပင်စိုက်တာဟာခင်ဗျားသင်တို့ဒီနေ့စိုက်လိုက်တယ်ဒီနှစ်ခင်ဗျားတို့ဒီနှစ်စိုက်တယ်ဒီနှစ်ချက်ချင်းဒီငပြောပင်ကအတီးစားရမယ်သူရဲ့စုတ်တက်တွေကိုခင်ဗျားတို့တွေ့ရမြင်ရလိမ့်မယ်ချက်ချင်းရလက်ကိုအချိန်တိုလေးတွေ့မှမြင်ရလိမ့်မယ်ဝါပင်ကြတော့အဲ့လိုပေါ့ခင်ဗျားဒီနှစ်စိုက်လိုက်တယ်ဒါမှနှစ်မှာလည်းဘာမှထူးခြားလာမှာမဟုတ်ဘူးနောက်နှစ်မှာလည်းဘာမှထူးခြားတော့ဘာ3နှစ်4နှစ်5နှစ်မှာလည်းဘာမှထူးခြားလာမှာတွေ့မှာမဟုတ်ဘူးခင်ဗျားစိုက်တာကတပင်စိုက်တယ်အဲ့တပင်တိုင်းပဲခင်ဗျားအရွက်လေးတပင်နှစ်ပင်နဲ့ဒီလောက်လေးပဲမြင်နေရမှာဒီလောက်လေးပဲတွေ့ရမှာဒါပေမဲ့ဝါပင်ဆိုတဲ့အမျိုးကသူကစိုက်ထားတယ်သူနှစ်ပေါင်းများစွာကြာလာမှ4နှစ်5နှစ်ဖြစ်လာပြီဆိုရင်သူရဲ့မြေကြီးအောက်မှာရှိတဲ့အမြစ်တွေကတိတ်တဆိတ်ကြီးထွားနေပြီးကျေပြန့်လာတယ်မုန်တိုင်းနဲ့ခံရမယ်ငရင်တန်တွေခံရမယ်တဘာဘေးအန္တရာယ်တွေခံရနိုင်မယ်တင်ကမလိုလို့တင်ကအပင်ကိုခုတ်ပြီးလှည့်ပစ်လိုက်ရင်တော့မှသူအောက်မြစ်ကနေရောအချိန်တန်ရင်သူထွက်လာလိုက်မယ်ဒီသဘောပဲသူရဲ့အောက်ခြေကိုသူကအခြေခိုင်အောင်တိဆောက်တဲ့အပင်မျိုးစားဖြစ်တဲ့အတွက်သူမအပင်မတက်ဘူးသူအချိန်ခါတင်လာတဲ့အချိန်ခါကျရင်အပင်တွေအများကြီးထွက်လာမယ်အဆုအတက်တွေအများကြီးထွက်လာပြီးဝါယုံကြီးတယုံဖြစ်တောင်းလှည့်သွားမယ်အဲ့ဒီခါကျမှသူ့ကိုယ်သူအာယူပြီးသူအောင်မြင်မှုတွေနဲ့တလူဖြစ်လာတာအချိန်ရောက်တာပါဒီလိုပဲကျွန်တော်တို့ရဲ့လူတွေရဲ့ဘဝမှာလဲကျွန်တော်တို့စူးစမ်းတယ်ကျွန်တော်တို့လုပ်နေတယ်ကျွန်တော်တို့ဘလောက်ပဲတင်ယူနေပြီကျွန်တော်တို့အင်အားလေးကိုကုန်ခန်းလာပြီးကျွန်တော်တို့မှာဘာမှရလက်တွေမထွက်လာဘူးယုံကြည်မှုတွေဘာမှမရကြဘူး
ဘယ်သူကမှမယုံကြည်ကြတဲ့အခါကျရင်ကျွန်တော်တို့စိတ်ဓာတ်တွေကြာကြတယ်ကျွန်တော်တို့လှုပ်ချင်တဲ့ကျွန်တော်တို့သွားချင်တဲ့လမ်းကျွန်တော်တို့သွားချင်တဲ့ခီးကိုဆက်သွားချင်တဲ့ရေပြက်လာတယ်စိတ်ဓာတ်တွေကြာပြီးကျွန်တော်တို့နောက်ဆုတ်လက်ဆော့ဆုံးပေးလိုက်ကြတယ်ဒီလိုနဲ့ပဲအောင်မြင်မှုစုကိုရောက်တဲ့လူဦးရေအပြည့်အရင်ကနေပါလွန်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘွားပင်နဲ့ဥပမာယူရမယ်ဆိုရင်ကျွန်တော်တို့တင်ယူတယ်လိလာတယ်ကြိုးစားထားတယ်ဒါတွေကကျွန်တော်တို့တပြေးပြေးချင်းစုပြီးတစ်ချိန်ကျရင်ကြီးထွားမှုမျိုးဝါပင်တစ်ဖွဲဝိုင်းယုံတစ်ဖွဲလိုမျိုးကြီးထွားဖို့အတွက်ကိုအတိတ်စိတ်တိတ်တခုကျွန်တော်တို့စုဆောင်နေတယ်လို့သတ်မှတ်ပါကျွန်တော်တို့တင်ယူတယ်လိလာတယ်ကျွန်တော်တို့နေ့တိုင်းကြိုးစားနေတယ်အဲ့ဒီကြိုးစားမှုတွေကကျွန်တော်တို့အတွက်အတွေ့အကြုံတွေကိုကျွန်တော်တို့ဘဝအတွက်ရှေ့နောက်လာမယ့်အနာဂတ်အတွက်အတွေ့အကြုံတွေဖြစ်လာတယ်ကျွန်တော်တို့ဒီလိုပဲကျွန်တော်တို့တင်ယူတယ်လေးလာတာကလည်းကျွန်တော်တို့စုဆောင်ထားတဲ့ဝါပင်ရဲ့အမြင့်လိုပဲကျွန်တော်တို့ဒီတင်ယူမှုတွေကတနေ့ကျရင်ကျွန်တော်တို့အတွက်ခွန်အားတွေဖြစ်လာမယ်ကျွန်တော်တို့အတွက်အသုံးဝင်လာမယ်ကျွန်တော်တို့မှာပိုပြီးတော့ကြီးထွားလာမယ်ဒါကြောင့်လည်းကျွန်တော်ပြောချင်တာကအဓိကကျွန်တော်ပြောချင်တာကဒီစာအုပ်မှာရေးထားတဲ့အတိုင်းအဓိကကျွန်တော်ပြောချင်တာကကျွန်တော်တို့စူးစမ်းနေတယ်ကျွန်တော်တို့စူးစမ်းနေတာအရာမထင်ဘူးချက်ချင်းအရာထင်မှာမဟုတ်ပါဘူးဒီတွင်ဒီနေ့ကြီးတောက်ချင်လို့မရတယ်လို့ဒီနေ့တစ်ပင်ဆိုင်ဒီနေ့အတိစားချင်လို့လည်းမရပါဘူးဒါကြောင့်ကျွန်တော်တို့အချိန်တစ်ခုကိုပေးရမယ်ကျွန်တော်တို့စိတ်ဆေးရမယ်ကျွန်တော်တို့မှာစူးစမ်းခြင်းစိတ်အပြည့်ရှိရမယ်ကျွန်တော်တို့တင်ယူအများနဲ့အစင်မပြတ်တင်ယူလေးလာနေရမယ်ဒီလိုတော့ကျွန်တော်တို့ဆက်သွားနိုင်မယ်ဆိုတနေ့တစ်ချိန်ကျရင်ဝါရုံကြီးတစ်ဖွဲ့လို့ကျွန်တော်တို့ရဲ့အင်အားတွေကြီးထွားလာပြီးကျွန်တော်တို့အောင်မြင်မှုကိုကြီးမားမားရမှာပါသိကြပါတယ်ဒါကြောင့်ဆက်လက်ကြိုးစားပါစိတ်တမကြပါနဲ့ကိုအမြဲတမ်းအာရုံပါကိုမတိတာတွေကိုတင်ယူပါလိလာပါစိတ်စေစွာနဲ့ကျွန်တော်တို့တီးခတ်ပြီးနေ့စဉ်မနေ့မပြတ်ပုံမှန်လေးတာကြိုးစားသွားပါလို့ကျွန်တော်ကပြောချင်ပါတယ်ဒီနေ့အောင်မြင်ပါလိမ့်မယ် thank you ပါကျွန်တော်တက်ဆွထား